Hi everyone အားလုံးပဲမင်္ဂလာပါကျွန်တော် YouTube ခန်း remodel လုပ်မှာဖြစ်တယ်ဒီဟာက remodel မလုပ်ခင် YouTube ခန်းပြင်တာကို remodel လုပ်မယ် So let me take you guys to the process of this remodel the demolition process ကစပြီပေါ့နော်ဒီ top တွေကအရင်လေးတယ်တချို့တွေက4-5ရက်မှတော့မနိုင်ဘူးဒါပေမဲ့ကောင်းစွန်တဲ့ဒီကကျတော့အဲ့လိုမလေးဘူးပြီးရင် I got help from my body ရေချခန်းရဲ့နိုင်ရန်အဟောင်းဒီအကောင်လုံးကထုတ်လိုက်ပြီကျွန်တော်ဗီဒီယို record လုပ်နိုင်ခဲ့ဦးအလုပ်လုပ်ရင်းနဲ့ဗီဒီယိုလေးရိုက်အလုပ်လေးလုပ်ဆိုရင်အလုပ်ကပြီးတင်တော့မပြီးတော့ခါကျရင်ဗီဒီယိုကိုမရိုက်ဖြစ်ဘူးပေါ့နော်ဒီက GoBoard waterproofing system ဖြစ်တယ်ပြီး shower niche လေးထည့်ထားတယ် Now it's time to do the plumbing အဟောင်း plumbing အဟောင်းတော့ဖြတ်ပြီးရင်connection အသစ်ပြန်လုပ်မယ်သူရဲ့အဟောင်းလုပ်ထားတဲ့ပုံစံနဲ့ကအခုပြန်လုပ်မယ့်ရေချခံ drain system ကမတူအကြောင်းတာတဲ့အကုန်လုံးဖြတ်ပြီးတော့vent system တွေအကုန်လုံးပြန်ပြောင်းပေးရမှာဖြစ်တယ်ဒါ plumbing အသစ် reconnection လုပ်နေတာဖြစ်တယ်ကျွန်တော် plumbing လုပ်နေတော့ကျွန်တော်တကယ်ချင်းကကျွန်တော်အနောက်မှာသူ waterproofing အတွက်လုပ်နေတာဖြစ်တယ်ရေချခန်းရဲ့ဒီ drain ရေကျတဲ့ပိုက်အတွက် plumbing ပြီးသွားပြီဆိုတော့it's time to set the shower pan ဘပုကွက်တက်ကဒီအနောက်မှာဒီအောက်မှာဒီ thin set ကိုထည့်ပေးရတယ်shower pan ကတ်တော့မှဖြစ်တယ်ဒီ shower pan ကတ်တဲ့အချိန်ကျရင်အောက်ကတန်းခင်းအပေါက်နဲ့ဒီ shower pan ရဲ့အပေါက်ကတိတ်စင်တာမရှိနေရမယ်ပြီးရင်အောက်မှာကျွန်တော်တို့ခဏပိုက်ထဲ plumbing လုပ်ထားတဲ့ဟာနဲ့ဒီ shower pan ရဲ့အဝိုင်းလေးစင်တာမရှိနေရမယ်တိတ်မကျနေရမယ်တိတ်မကျဘဲနဲ့နည်းနည်းလွယ်လို့ရှိရင်ခဏကျရင်ဒီအဖြူမှာထည့်မဲ့drain liner ကတိတ်မကျဘူးဆိုရင်အဆင်မပြေတော့အမှအစပြီးတော့ပြဿနာတက်တော့မှာဖြစ်တယ်အဲကြောင့်မလို့ဒီ shower မှာကဒီဟာအရင်ရေးကြည့်တယ်ပြီးရင်အခုကဒီ shower niche waterproofing လုပ်နေတာဖြစ်တယ်ခုဒီbandage လို့ခေါ်နော်ဒီကျွန်တော်တုံးတာshoulder bandage တုံးတယ်ဒါဘေးဒီမှာအကုန်လုံးအဲ့လိုမျိုး bandage နဲ့ကတ်လိုက်ရအဲ့ဆိုရင်ရေကမဝင်တော့ရေနိုင်ရင်အနောက်ဘက်ရေဝင်တာမျိုးတော့မဖြစ်တော့ဘူးဒီဟာကတ်တာလည်းသူ့ရဲ့
နီးရှိတယ်ဘေဟာကအရင်ကရတယ်ဘေဟာကနောက်မှကရတယ်ဆိုတာလဲသူ့မှာတော့နီးရှိတယ်ပေါ့နော်အခုက shower niche ရဲ့တင်းဆက်တွေလည်း6ပြီဆိုတော့tile ကပ်ဖို့တဲ့အချိန်တမ်းပြီပေါ့နော် tile တော့ပြကပ်ဖို့တော့တင်းဆက်အရင်လုပ်တယ်ပေါ့နော်ဒီအခု tile ကပ်တော့မှဖြစ်တယ်ရှောင်းနီးရဲ့တော့ပြကပ်ပြီးသွားပြီဆိုအခုဒီနိုင်ရမှာလေတချမ်းတော့ကပ်ပြီးသွားပြီကျွန်တော်ဗီဒီယိုမရိုက်နိုင်ဘူးချာယိုကတ်တာကအချိန်ကြာတယ်ဆိုတော့ကျွန်တော်ပြီးတော့လဲကျွန်တော်မေ့သွားလဲပါတယ်အခုကအကုန်လုံးကနိုင်ရဖက်အကုန်လုံးကတော့ပြကပ်ပြီးသွားပြီဒီချိန်ကဟိုtile clip ဒီပြန်ဖြုတ်ဖို့တဲ့အချိန်တန်ပြီshower clip တွေလည်းအကုန်လုံးဖြိုးလို့ပြီးသွားပြီခုဒီချိန်မှာကgrout ထည့်ဖို့တဲ့အချိန်တန်ပြီအဲဆိုကျွန်တော် grout စထည့်တော့မယ်ခုကျွန်တော်တုံးတဲ့grout တချို့ grout တွေကဒီ grout ပြီးလို့ရှိရင် sealer ပြန်လိမ့်ရတဲ့ဟာတွေရှိတယ်ဒါပေမဲ့အဲ့ဟာတွေကgrout လိမ့်ပြီးလို့ရှိရင် grout ထည့်ပြီးလို့ရှိရင်အချိန်ကြာရေးအချိန်ရှိတယ်တန့်ရှင်းရေးလုပ်ဖို့အတွက်ဒါပေမဲ့ကျွန်တော်တုံးတဲ့ grout ကခဏလေးနဲ့ခြောက်တဲ့ grout မျိုးပြီးရင်ဒီအကောင်းဆုံး grout လို့လည်းပြောလို့ရတယ်ပေါ့နော်ပြီးရင်မြန်လေးခြောက်တယ်အလုပ်လုပ်ဖို့လည်းအချိန်တိတ်မရှိဘူးသူက30မိနစ်30ကျော်တော့ပဲရှိတယ်တန့်ရှင်း grout ထည့်ပြီးရင်သူ့ကိုတန့်ရှင်းရေးလုပ်လိုက်ဖို့အတွက်ကဒီရွေးသူ့ကိုအကြာကြီးထားလိုက်ပြီဆိုရင်အဲ grout တွေကနိုင်ကြောက်ပြားစီမြင့်နေပြင်ပေါ်မှာကတ်နေတဲ့ grout တွေကတုံးလို့မရတော့ဘူးအဲကြောင့်အဲ grout ကထူးထူးဖြင့်ဒီ beginner ကိုတုံးဖို့အတွက် recommend လုပ်တာဖြစ်တယ်ပြင်ဒီဟာကစီလာမလို့ပေါ့နော်ဒါပေမဲ့လှုပ်ချင်တဲ့သဘောပါပဲကိုယ့်ရဲ့သဘောပါပဲဒါပေမဲ့ it's not require တပိုင်းက grout ပြီးသွားပြီဆိုတော့အခု grout လို့ပြီးသွားတဲ့အပိုင်းကိုကျွန်တော်တန်ရှင်းလုပ်တယ်ပြီးရင်အခုဒီ
floor ကိုပြန်လုပ်တယ်ပေါ့ shower floor ကိုပြန်ပြီးတော့ grout ထည့်တယ်ဒီပြီးရင်ကျွန်တော်အတိုင်းပဲနည်းနည်းချလို့ရှိရင်ရေနဲ့ပြန်တုပ်လိုက်မယ်တန့်ရှင်းရလုပ်မယ်အဲ့ဆိုရင် walls နဲ့ဒီ floors တွေက grout တာပြီးသွားပြီပေါ့ခုက YouTube ခံမှန်ထည့်ဖို့အတွက်ချိန်တန်ပြီဘေးမှာထည့်တဲ့ဘေးကဒီအနက်ရောင်တိုင်တစ်ခုထည့်တဲ့အချိန်မှာကျွန်တော်ဗီဒီယိုရိုက်ခဲ့ကိုကျွန်တော်မေ့သွားတယ်အခုကအကုန်လုံးပြန်ထည့်တော့မယ်မှန်တယ်အကုန်လုံးဒီအသက်ကြီးရွယ်အိုတွေအတွက်ဒီ shower grabber ထည့်တာဖြစ်တယ်ဒီမှာရေချိုးရင်းနဲ့လို့ရှိရင်ကင်လို့ရအောင်ထိုင်ကိုအပေါက်ဖောက်တဲ့ချိန်ကျရင်အရန်ကျူးဆိုင်ပေးရတယ်ခုမှပြီးသွားတဲ့ဟာကိုကွဲသွားတာမျိုးအက်သွားတာမျိုးမဖြစ်အောင်ဒီချာကျူးဆိုင်ပြီးအပေါက်ဖောက်ပေးရတယ်ဒီအက်သွားရင်တော့သွားပြီပေါ့နော်grabber ပြီးသွားပြီဆိုတော့အများတော့အဖြစ်အလုပ်တွေကပြီးသွားရေပေါ့အဲဆိုရင်ဒီ final product ကိုကြည့်ဖို့တဲ့အချိန်တန်ပြီ Now it's the moment that we've been waiting for to see the beauty of the final product
ဒီဗီဒီယိုရဲ့အခုချိန်ထိကိုကြည့်ရှုပေးသူအားလုံးကိုအထူးပဲကျေးဇူးတင်တယ်ကျွန်တော်ကဒီအမေရိကနိုင်ငံရဲ့ Nebraska Omaha မြို့မှာhome improvement service အိမ်မှာခုခုပြင်တာတော့ပြင်ရေချိုးခန်း remodel လုပ်တာတော့ service ကိုပေးနေတာဖြစ်တယ်။ကြည့်ရကိုအိမ်မှာလုပ်ချင်တဲ့ဟာမျိုးရှိရင်427088176မှာဆက်သွယ်မိမြန်လို့ရပါတယ်။ Thank you